တန်တရားတွေဝင်နေတမှုဖန်ရှင်ဆိုပြီးလှုပ်တုံတုံနဲ့ကြုံရင်တွေကဆူမော်ရဲကဲလို့အလားမမနဲ့ဟော်တေးတေးမှာဘဝပြတ်သွားမှာပေါ့အောင်မဲတောသားပါဗျာဒီမှာတော့သားရဲ့အပေါ်စားစကားတွေလာလာမဆနဲ့ပါချလို့တည်မဲ့တမှုရွာလေးစိန်ရဲ့တေးရဲ့တော့အရဲ့အကျွေးဝဲစားနေမြည်သူမြို့ရဟိုတယ်ထဲမှာရန်ချင်းတောက်ပြီးမော်ရဲမလေးမြင်လိုက်ရရဲ့ရှူမဲ့သူဘာပြောတယ်နဲမဲ့သူဘာကွာဦးကြောင်ကြောင်ဖြစ်မဲ့သူမဟုတ်ရပါဘူးဗျာမနဲ့ချာနဲ့စကားပြောလို့ရှင်သွားခေါ်တာမြင်မြင်မှတ်ထားတမို့အောင်ပါဟောက်မြတ်တော့ခေါ်တယ်လေဘာလေးနဲ့တွေ့မယ်ကျုပ်တော့ခေါ်ပြီးမေမနှောတော့ဖြူကိုမျက်ကြီးကိုမမြင်သူအမိတို့မျိုးသူသူများမျက်ကြီးအပြစ်ပြောသူစားရှင်တဲ့သူမျက်နှာတနခါပေါင်ပြီးကြောင်းနဲ့နောင်ကြီးမကောင်းနဲ့အမိတို့မျိုးသူဖြူနီပြန်မိတ်ကလေးလို့သူ့နောက်ခန်းကရဲကဆူပမာပေးရရင်တာအိမ်ကကျမကြီးနဲ့ဟဲ့ပေါင်းတော့တာငါ့ကိုမြင်ချက်မကြီးနဲ့တူတယ်လေးပါလေးနဲ့တပင်းလေးချောင်းပြယောက်ျားတမ်းမေးစကနာထိုးလို့ဟိတ်တော်ကလူရှင်လူခွေဝဲစားနေတူခွေစကားတွေနားမလဲဘူးဗျာခွေမလေးရရှင်ကြိုက်တယ်လို့ချန်ကထားတာအဲ့ဒါသိရလားခွေစကားတွေနားမလဲဘူးဗျာခွေမလေးရရှင်ကြိုက်တယ်လို့ချန်ကထားတာအဲ့ဒါသိရလားသပင်တိုးတိုးကျမကိုအယူမလို့ဟာသပင်ကဖားရနဲ့ပုံစံမကြပါအောင်မဲရှင်လူတော်တာကဟောရှော့စတိုင်လေးမမြင်ဘူးလားဘိုက်ခေါက်ကထူထူနှုတ်ခမ်းကဆူဆူအမိတို့မျိုးသူဒီမှာတောတာငါဦးငါအာယာခနဲ့စာမိချင်လို့လားပါရိုက်ပြမအောင်မလေးဗျာဒီကောင်ပြောမေးကြားတဲ့နာနဲ့နားထောင်မယူမြမအမေကမွေးတာလားလို့တန်တရားတွေဝင်နေတမှုဖန်ရှင်ဆိုပြီးလှုပ်တုံတုံနဲ့ကြုံရင်တွေကဆူမော်ရဲကဲလို့အလားမမနဲ့ဟော်တေးတေးမှာဘဝပြတ်သွားမှာပေါ့အောင်မဲတောသားပါဗျာဒီမှာတော့သားရဲ့အပေါ်စားစကားတွေလာလာမဆနဲ့ပါချလို့တည်မဲ့တမှုရွာလေးစိန်ရဲ့တေးရဲ့တော့အရဲ့အကျွေးဝဲစားနေမြည်သူမြို့ရဟိုတယ်ထဲမှာရန်ချင်းတောက်ပြီးမော်ရဲမလေးမြင်လိုက်ရရဲ့ရှူမဲ့သူဘာပြောတယ်နဲမဲ့သူဘာကွာဦးကြောင်ကြောင်ဖြစ်မဲ့သူမဟုတ်ရပါဘူးဗျာမနဲ့ချာနဲ့စကားပြောလို့ရှင်သွားခေါ်တာမြင်မြင်မှတ်ထားတမို့အောင်ပါဟောက်မြတ်တော့ခေါ်တယ်လေဘာလေးနဲ့တွေ့မယ်ကျုပ်တော့ခေါ်ပြီးမေမနှောတော့ဖြူကိုမျက်ကြီးကိုမမြင်သူအမိတို့မျိုးသူသူများမျက်ကြီးအပြစ်ပြောသူစားရှင်တဲ့သူမျက်နှာတနခါပေါင်ပြီးကြောင်းနဲ့နောင်ကြီးမကောင်းနဲ့အမိတို့မျိုးသူဖြူနီပြန်မိတ်ကလေးလို့သူ့နောက်ခန်းကရဲကဆူပမာပေးရရင်တာအိမ်ကကျမကြီးနဲ့ဟဲ့ပေါင်းတော့တာငါ့ကိုမြတ်ချက်မကြီးနဲ့တူတယ်လေးပါလေးနဲ့တပင်းလေးချောင်းပြယောက်ျားတမ်းမေးစကနာထိုးလို့ဟိတ်တော်ကလူရှင်လူခွေဝဲစားနေတူခွေစကားတွေနားမလဲဘူးဗျာခွေမလေးရရှင်ကြိုက်တယ်လို့ချန်ကထားတာအဲ့ဒါသိရလားခွေစကားတွေနားမလဲဘူးဗျာခွေမလေးရရှင်ကြိုက်တယ်လို့ချန်ကထားတာအဲ့ဒါသိရလားသပင်တိုးတိုးကျမကိုအယူမလို့ဟာသပင်ကဖားရနဲ့ပုံစံမကြပါအောင်မဲရှင်လူတော်တာကဟောရှော့စတိုင်လေးမမြင်ဘူးလားဘိုက်ခေါက်ကထူထူနှုတ်ခမ်းကဆူဆူအမိတို့မျိုးသူဒီမှာတောတာငါဦးငါအာယာခနဲ့စာမိချင်လို့လားပါရိုက်ပြမအောင်
မလေးဗျာ